အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း22နှစ်ပြည့်အခမ်းအနားကိုအခုလ29ရက်နေ့ကအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဦးတင်ဦးရဲ့နေအိမ်မှာကျင်းပပြုလုပ်ခဲ့တာပါအခမ်းအနားကိုဝိုင်းရင်နိုင်ငံရေးသမားကြီးတွေပြည်သူ့တော်ကိုစားပြုကော်မတီဝင်တွေတိုင်းသားခေါင်းဆောင်တွေနဲ့အဖွဲ့ချုပ်အဖွဲ့ဝင်တွေအင်အား3အောင်လောက်တက်ရောက်ခဲ့ကြပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာစီဆိုရရဲ့ဖိနှိပ်ထုတ်ကျမှုတွေကြားက22နှစ်တာကာလပတ်လုံးပါတီမပြိုကွဲမပြည့်စည်ပဲကြံ့ကြံ့ခံရည်တည်နိုင်ခဲ့ပါတယ်အဖွဲ့ချုပ်ရဲ့22နှစ်တာခရီးနဲ့ပတ်သက်လို့တော့အားလုံးသိတဲ့အတိုင်းပါပဲအဖွဲ့ချုပ်ဟာဒီ22နှစ်တာခရီးမှာအများကြီးကိုရုန်းကန်ပြီးတော့ရှင်သန်အောင်လုပ်ခဲ့ရတယ်ဆိုတော့အားလုံးသိတဲ့အတိုင်းပါပဲဘယ်တော့ပဲဖိနှိပ်မှုတွေများတဲ့ကြားတွေကပဲဖြစ်ဖြစ်ဘယ်တော့ပဲဒီ crash လုပ်တဲ့ကြားတွေကပဲဖြစ်ဖြစ်အဖွဲ့ချုပ်ဟာဖိနှိပ်ကက်လို့ပေါ့လေဟုတ်ကဲ့မီးလျံကြားတွေကနေပြီးတော့ပြန်ရုံထွက်လာတဲ့ဖိနှိပ်ကက်လို့ပဲပြန်ပြီးတော့ရှင်သန်လာတယ်အခမ်းအနားကိုတက်ရောက်လာတဲ့စကိုင်းတိုင်းမှာဗဟိုဦးစီးကော်မတီဝင်တဦးဖြစ်တဲ့မုံရွာဦးအောင်ရှင်ကအဖွဲ့ချုပ်ဆက်လက်ရည်တည်နိုင်ရခြင်းအကြောင်းရင်းကိုလည်းသုံးသပ်ပြောဆိုခဲ့ပါတယ်အဲ့လိုရှင်သန်လာနိုင်အောင်လည်းအဖွဲ့ချုပ်ရဲ့ဂုဏ်သိက္ခာနိုင်ငံရေးရည်တည်ချက်ဂုဏ်သိက္ခာနဲ့လူထုထောက်ခံမှုဒါဒီနှစ်ခုဟာအရေးကြီးဆုံးဖြစ်နေမယ်လို့ထင်ပါတယ်အဖွဲ့ချုပ်မှာလူထုထောက်ခံမှုနဲ့အဖွဲ့ရဲ့ဂုဏ်သိက္ခာရည်တည်ချက်ဂုဏ်သိက္ခာမရှိဘူးဆိုလို့ရှိရင်တော့အဖွဲ့ချုပ်ကရည်တည်နိုင်မှာမဟုတ်ပါဘူးလက်တလောရင်ဆိုင်ကြုံတွေ့နေရတဲ့အဖွဲ့ချုပ်ဆက်လက်ရည်တည်နိုင်သေးလားပြည့်ပြည့်သွားပြီလားဆိုတဲ့အယူဆတွေအပေါ်သူ့ရဲ့ထင်မြင်ယူဆချက်ကိုလည်းအဖွဲ့ချုပ်22နှစ်မြောက်အခမ်းအနားမှာအခုလိုပြောပြခဲ့ပါတယ်ခင်ဗျာအခုလောလောဆယ်မှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပြဿနာဖြစ်နေတာကအဖွဲ့ချုပ်တီရှိရေးမရှိရေးပေါ့ဒီပြဿနာတွေကပေါ်နေတယ်အဲ့တော့ကျွန်တော်အနေနဲ့ကတော့အဖွဲ့ချုပ်တီရှိတာမရှိတာစိုင်းဖို့ရှိတာမရှိတာတဲ့ဒေါ်စုပြောလို့ပဲအဖွဲ့ချုပ်ကိုလောလောဆယ်မှာပြည်သူလူထုကထောက်ခံလားမထောက်ခံဘူးလားဒါကိုပဲကျွန်တော်တို့ကလိုအပ်တယ်လို့ယူဆပါတယ်နောက်တစ်ခုကလူထုထောက်ခံမှုလည်းရှိတယ်ဂုဏ်သိက္ခာလည်းရှိမယ်ဆိုလို့ရှိရင်အဖွဲ့ချုပ်ရည်တည်ချက်ရှိမယ်အဖွဲ့ချုပ်ရည်တည်ချက်ရှိမယ်ဆိုလို့ရှိရင်အဖွဲ့ချုပ်ကတစ်လျှောက်လုံးပြည်သူလူထုနဲ့အတူသွားနေမှာ